Song San Si, Song San Si, Song San Si, Song San Si. ကဲကူကူအခုချမ်းလန့်တစ်ခုလုပ်မယ်အဲ့ချမ်းလန့်မှာကူကူရှုံးရင်နှစ်ဆပေးမယ်ကူကူနိုင်ရင်တော့ထုံးစံတိုင်းဈေးတစ်ဝက်စစ်ပြီးဝယ်မယ်အခုလိုချမ်းလန့်ခေါ်လိုက်တာကတန်ကျင့်နှစ်ဆပေးပြီးလူကြီးတွေကိုကူညီခြင်းလို့တူဘူးမပြောနဲ့နော်အန်ဒီအကျော်ကလေတစ်ခုပဲလောက်နေတစ်ခု900သုံးခု1000အဲ့လေတမီးချမ်းလန့်တစ်ခုလုပ်ခြင်းလေအဲ့ချမ်းလန့်ပါလဲဆိုစုံစမ်းသိချမယ်ရလားဟမ်တမီးတင်ပေးမယ်လေမဆောက်ဘူးလားဒီဟာလေးဘယ်လိုရောင်းလဲ900ဟွာလေတမီး channel တစ်ခုလုပ်ရှင်လေအဲ့ channel ဘာလဲဆိုတော့စုံစမ်းသိချမယ်ဒါလို့အန်တီနိုင်ရင်တမီးနှစ်ဆပေးမယ်ရှုံးရင်တမီးကိုဈေးတစ်ဝက်စစ်ပြီးဈေးတစ်ဝက်စစ်ပြီးရှော့ပေးရမယ်စုံစမ်းစီနိုင်လေနို့မလဲ1500 channel တစ်ခုလုပ်မယ်အဲ့ channel ဘာလဲဆိုတော့ဦးလေးရဲ့တမီးရဲ့စုံစမ်းသိချမယ်ဦးလေးနိုင်ရင်တမီးနှစ်ဆပေးမယ်ဦးလေးရှုံးရင်တမီးကိုဈေးတစ်ဝက်ရှော့ပေးရမယ်လာစုံစမ်းသိချမယ်လားဟုတ်ကဲ့စုံစမ်းစီမနေနဲ့မြန်လေးလုပ်မယ်စုံစမ်းစီအဲ့ဆိုဦးလေးနိုင်သွားရင်မီးရှုံးသွားရင်အဲ့တော့နှစ်ဆပေးမယ်အဲ့လေးတစ်ခုလောက်ခုလဲထပ်ရှုပ်သားပြန်ပါပြီချမ်းလာတစ်ခုလောက်ကျင်လို့အဲ့ချမ်းလာဘာလို့စုံစမ်းသိချမယ်ဟုတ်ပြီမမနိုင်ရင်ဟိုညီမလေးနှစ်ဆပေးမယ်ငယ်လို့ရှုံးခဲ့ရင်ဈေးတစ်ဝက်စစ်ပြီးရောရောင်းပေးရမယ်ရလားအတင်းပဲစို့ရရဲ့အဲ့ညီမလေးကြိုက်ကြည့်လုပ်ပေးမယ်နော်စုံစမ်းစီအဲ့ဆိုရှုံးသွားရင်ညီမလေးရှုံးသွားတာညီမလေးရှုံးသွားအဲ့တော့ညီမလေးပြောတဲ့အတိုင်းနှစ်ဆပေးမယ်နော်ခလေးလေးရှိလို့နှစ်ဆပေးဝယ်လိုက်မိတ်ကလေးလားယောက်ျားလေးလားယောက်ျားလေးဩယောက်ျားလေးအဲ့ဆိုရောက်ခမတော်လာမယ်နော်